အခုဆုံးလောက်နေတာကဘီယန်နိုင်ငံကဆရာတော်ဦးရခိတသီလဥဆောင်တဲ့တရားဓမ္မတွေကဆုံးလောက်နေတာဖြစ်ပါတယ်။ဘီယန်နိုင်ငံကလာပြီးတော့လောက်ဆိုတာဖြစ်ပါတယ်ဗျာ။ဒီနိုင်ငံဆိုတော့ကွန်မြူနစ်နိုင်ငံကြီးဆရာဝါဒဘုရားဘာသာအမှန်တန်နေပါတယ်။အဲဒါကိုဆရာတော်ဦးသီလရခိတသီလကနေပြီးတော့ဆရာဘာသာဘုရားဘာသာပြန်ပေါအောင်တရားဓမ္မတွေကိုသာသနာပြုတာ။အဲတော့ဗမာပြည်ကိုခေါ်ပြီးတော့ဒီလိုလိုတရားဝါဒဘုရားဘာသာကိုကြည်ညိုတတ်အောင်ဆိုပြီးတော့တရားဓမ္မတွေကိုထုတ်ခိုင်းနေတာဗျာ။ဒီနိုင်ငံမှာမဟာယာနဘုရားဘာသာတွေကများတယ်။ထေရဝါဒဘုရားဘာသာပြန်ပေါအောင်ဆိုပြီးတော့သာသနာပြုနေတာ။ဒါတော့ဦးရခိတသီလဥဆောင်ပြီးတော့ဦးလောက်လုံနေတာဖြစ်ပါတယ်။သာဓုသာဓုဘာမေသာဓုဒေသာဓု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 ဦးရခိတသီလပမာစကားပမာစာမောနေအောင်တက်တာပါဠိစာပေအကုန်တက်အောင်သင်ပြီးတော့ဒီနေ့မှာသာသနာပြုနေတာဆရာတော်ကဟိုရှိဆုံးမှာလောနေတဲ့ဆရာတော်ဟိုရခိတသီလဆိုတော့ဒီဆရာတော်ပါပဲai có máy hồi này máy anh đang máy tốt à rồi ra usen để cho rồi cho là thế mà rồi ra sao rồi cho vào đi sao không nhau được đây này gà dòng là uống phải gà ta có phận mình thao là được nha này gà uống phải gà mẹ bố mẹ lát vào cái này rồi sau cho mà bao cho là mình có món cho gì cũng như rồi thôi thì giờ xong chuyện nó cái đầu tiếng Anh là qua để xong chuyện nó xa rồi bây giờ sau đó ura kinh tập thì nào xong chuyện lùi ra rồi. Đây, giờ